မင်္ဂလာရှိသောနာနက်ခင်းမှာ GDS Educator မှနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ Mathematics သင်ခန်းစာလေးမှာ Square of Binomial အကြောင်းလေးကို Phi method နဲ့တွဲပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်ဒီမှာ Square of Binomial နော်In this lesson, we will discover a special rule that can be applied when you square a binomial. နော်အဲ့တော့အခရာကိန်းနှလုံးပါတော့နော်ဒီအခရာကိန်းနှလုံးပါတော့နော်တိတိကျကျပြောမယ်ဆိုရင် term နှစ်ခုပါတော့နော်ဒီဟာကို binomial လို့ခေါ်တယ်အဲ့ term နှစ်ခုပါတဲ့ကိန်းကိုနှစ်ထပ်ကိန်းပြုမယ်ဆိုရင်ကျွန်တော်တို့လိုက်နာလှုပ်ဆောင်ရမယ့် step လေးတွေကိုဒီသင်ခန်းစာမှာကျွန်တော်ဆွေးနွေးပြပါမယ် In our last method we studied the Phi method for multiplying binomials we can still apply the Phi method when we square binomials but we will also discover a special rule that can be applied to make this process easier Now let's take a look at the example 1အဲ့တော့ကျွန်တော်တို့ဒီနေရာမှာbinomial နော်ဒီအခရာကိန်းနှလုံးပါတဲ့နော်ကိန်းသားရဲ့နှစ်ထပ်ကိန်းကိုရှာတဲ့နေရာမှာ Phi ဆိုတဲ့ method လေးကိုအသုံးပြုမယ်ဆိုတာကိုဒီ presentation slide ကဒီဖော်ပြပေးတာပါအဲ့တော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့နော်အဲ့တော့ဒီမှာ investigating the square of binomial x plus 2 the whole square ပေါ့နော်အဲ့ဒီနေရာမှာ exponent ပေါ့နော်2 means that we need to square this binomial အဲ့တော့ပထမဆုံးကျွန်တော် binomial ကိုရှင်းပြခြင်းပါတယ် x ကကျွန်တော်တို့ term တစ်ခုပေါ့နော်3ဆိုတဲ့ဒီ constant ကလည်း term တစ်ခုပါအဲ့တော့ x က term တစ်ခု3က term တစ်ခုပေါ့နော်အဲ့ဒီ term တစ်ခုပါတော့ expression နော်ဖော်ပြချက်ကိုကျွန်တော်တို့ binomial လို့ခေါ်ပါတယ် exponent 2 means that we need to square this binomial or multiply it by itself အဲ့တော့ x plus 3ဆိုတဲ့ binomial ကို square တင်မယ်အဲ့လိုပြောလို့လည်းရတယ် x plus 3ကိုနှစ်ခါမြောက်မယ်လို့လည်းပြောလို့ရတယ် multiply it by itself เนาะအဲ့တော့ x plus 3 x plus 3เนาะအဲ့နှစ်ခုကိုမြောက်မယ်မြောက်တဲ့အချိန်မှာ use Phi ပေါ့เนาะ Phi to multiply the binomials အဲ့တော့ mnemoning ပေါ့เนาะဒီ Phi ဆိုတာကဘယ်ဟာကိုကိုစားပြုတယ်လဲဆိုတာကိုအောက်အဆင့်တွေမှာတစင်စင်းကြီးကျွန်တော်တို့သိကြရှင်းပြထားပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ x plus 3 x plus 3ဟောဒီ x နဲ့ဒီ x နဲ့မြောက်တယ်အဲ့ကြရင် x square ရမယ်အဲ့တော့ဒီ x ကလည်းဒီ binomial က first term ပေါ့နော်ဒီမှာဒီ first term နော်ဒီ x ကလည်း first term အဲ့တော့ first term နှစ်ခုကိုမြောက်တဲ့အတွက် use file မှာ f ကိုသူကိုစားပြုပါတယ်အဲ့ဒါကြောင့်မလို့ first ပေါ့နော်ပြီးရင်ဒုတိယအနေနဲ့ဟောဒီရဲ့နော် first နဲ့ဒီ last ပေါ့နော်ဒီ outer ဒီ x ကလည်းဒီ binomial မှာအစွန်းဆုံးကြတယ်ဒီ3ကလည်း binomial မှာအစွန်းဆုံးကြတယ်အဲ့ဒီအစွန်းဆုံးကြတဲ့နှစ်ခုကိုမြောက်တာမှာ 3x ပေါ့နော်ဒီမှာ3နဲ့ x နဲ့မြောက်တယ်အဲ့ဒါ outer terms ဒါကြောင့်မလို့ first outer ပြီးတဲ့အခါကျတော့နောက်တစ်ဆင့်သွားမယ် x plus 3နဲ့နော် x plus 3မှာဟောဒီ3ဒီကျွန်တော်တို့ inner ဖြစ်ပါတယ်ဒီ x ကလည်းပဲဒုတိယ binomial က inner ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော် 3x မြောက်တယ်အဲ့တော့ကျွန်တော်တို့ x square plus 3x plus 3x ဖြစ်သွားပါပြီเนาะအဲ့တော့ဒီဇယားလေးကတော့ဒီကြည့်ရှုနေတော့ဟွာပေါ့เนาะဒီကျောင်းသူကျောင်းသားများပေါ့เนาะအတွက်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေရာမှာကနောက်တစ်ဆင့်သွားမယ်ပေါ့เนาะ x plus 3 x plus 3အဲ့တော့3ဒီကျွန်တော်တို့ x plus 3ရဲ့ last term ဖြစ်ပါတယ်ဒီမှာ x plus 3မှာလည်း3ဒီ last term ဖြစ်ပါတယ် x square plus 3x plus 3x เนาะဟောပါပေါ့เนาะ plus 9အဲ့ဒါကိုကျွန်တော်တို့ကဒီရဲ့ last term ပေါ့เนาะ3နဲ့3နဲ့မြောက်တဲ့ multiply the last term ပေါ့เนาะ3 into 3 is equal to 9เนาะ x square plus 6x plus 9เนาะ combine the terms solution ပေါ့เนาะဒါဆိုရင်8 plus 3ရဲ့
နော်ဒီ square of binomial မှာကျွန်တော်တို့ x square plus 689ဆိုတဲ့အဖြေကိုရပါပြီဒီနေရာမှာကျွန်တော်တို့ကအသုံးပြုသွားတာကကျွန်တော်တို့က find ဆိုတဲ့method ကိုနော်ဤပညာကိုသုံးပြီးတော့ဒီဟိုပါပေါ့နော်ဒီ binomial ရဲ့ square of binomial ကိုကျွန်တော်တို့အဖြေရှာသွားခြင်းဖြစ်ပါတယ်နော်ဒီ presentation slide မှာတော့နော် let's take a look at the special rule that will allow us to find the product without using find method find method ကိုကျွန်တော်တို့အသုံးမပြုဘဲနဲ့ကျွန်တော်တို့မှတ်ထားနိုင်တဲ့နီလန်လေးလည်းရှိပါတယ်အဲ့ဒါကို the square of binomial is the sum of the square of first term နော်အဲ့ဒါကို x plus y the whole square နော် x ဒီတန်းတစ်ခု y ဒီတန်းတစ်ခု x တန်းတစ်ခု y တန်းတစ်ခုအတွက်ပေါင်းထားတာမို့ကျွန်တော်တို့ဟိုခေါ်ပါတယ် binomial လို့ခေါ်ပါတယ်အဲ့ဒီ binomial ရဲ့ square ကို x plus y the whole square ပေါ့နော်အဲ့တော့ဒီဟို x plus y the whole square နော်အဲ့တော့ဒီနေရာမှာ x ကိုကျွန်တော်တို့က first term လို့ခေါ်ပါတယ် square of first term x ရဲ့ square ကိုလုပ်မယ် x square လုပ်ပါမယ်ပြီးရင် plus ပေါ့နော် plus မှာ twice ဒီကောင်ရေးကြည့်ပါတယ် twice the product of the two terms နော်အဲ့တော့တန်းတစ်ခု x နဲ့ y နဲ့မြောက်လိုက်ရဲ့နော်မြောက်လိုက်ရဲ့နှစ်ဆပေါ့နော် 2xy လို့ရေးပါတယ် plus နော် y square တော့ square the last term ပေါ့နော်ဒီ y ဒီ last term ဖြစ်ပါတယ်ဒီ last term ရဲ့နှစ်ဆကိုလုပ်မယ်ဆိုရင် x square plus 2xy plus y square ဆိုတဲ့ဒီအဖြေကိုရပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ကနော် find method ကိုမသုံးဘဲနဲ့အဖြေရှာသွားခြင်းဖြစ်ပါတယ်ဒီလိုပေါ့နော်ဒီလောက်အခက်ကြီးလဲမဟုတ်ပါဘူးဒီ formula လေးကိုရဖို့ဆိုတာကတော့အဲ့တော့လမ်းစဉ်နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ဒီဟိုပါပေါ့ square of binomial ဆိုတဲ့ဒီခေါင်းစဉ်အောက်မှာကျွန်တော်တို့နီလန်းနဲ့ရှာပြပြီးသွားပါပြီအဲ့တော့ဒီမှာတော့နောက်ထပ် example လေးတစ်ခုကိုသူတွက်ပြထားပါတယ်ဒါကတော့ file ကိုမသုံးဘဲနဲ့ကျွန်တော်တို့လှုပ်ဆောင်သွားတဲ့ဟာကိုကျွန်တော်တို့ရှင်းပြပါမှာပြီးခဲ့တဲ့ slide မှာတော့ x plus y the whole square ပေါ့နော် x plus y ဆိုတဲ့ binomial square ကိုကျွန်တော်တို့ရှာပါတယ်ဒီနေရာမှာ x plus y x plus 3ဆိုတဲ့ binomial square ကိုရှာမယ်အဲ့ဒီမှာ x ဒီ first term 3ဒီ second term အဲ့တော့ဒီမှာ square of first term ဆိုရင် x ရဲ့ square ကိုကျွန်တော်တို့ရှာလိုက်မယ် plus เนาะကျွန်တော်တို့ဟလာ twice the product of two terms เนาะ x เนาะဒါ x က first term 3က second term အဲ့တော့ 2x3 ပေါ့เนาะဒါဆိုရင်ဒါ twice the product of two terms plus 3 square the last term ပေါ့เนาะအဲ့တော့ x square plus 6x plus 9เนาะ x square plus 6x plus 9အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ square of binomial ကိုအဖြေရှာတဲ့နေရာမှာကျွန်တော်တို့ find method ကိုမသုံးမဲ့နဲ့ရှာပြသွားတာကို formula ကိုမှတ်ထားတတ်အောင်ကျွန်တော်ဒါရှင်းပြပေးသွားတာပါเนาะဒီနေရာမှာကတော့ကျွန်တော်တို့ထပ်မံပြီးတော့နမူနာတစ်ခုကိုဆက်လက်လေ့လာမယ်ဆိုရင် negative sign လေးလည်းပါလာတယ်ဒီ h ရှေ့မှာရှိတဲ့ first term ရှေ့မှာလည်း coefficient လေးပါလာတယ် coefficient ဆိုတာတော့မြောက်ဖော်ဂိမ်းပါเนาะအဲ့တော့ဒီဥပမာမှာကြည့်မယ်ဆိုရင် 2x minus 4เนาะ the whole square အဲ့တော့ first term ဒီပါလဲလို့ပြောရင် 2x เนาะ first term ဒီ 2x ဖြစ်ပါတယ်4ဒီကျွန်တော်တို့ second term ဖြစ်ပါတယ်အဲ့တော့ကျွန်တော် square of first term ဆိုရင် 2 of x square ကိုကျွန်တော်တို့ကဟိုပါဘောနော် square တင်ရမှာအဲ့တော့2ကို square တင်မယ်ဆိုရင်4 x ကို square တင်မယ်ဆိုရင် x square နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမှာဆက်လက်ကြည့်မယ်ဆိုရင်နှစ်ဆပေါ့နော် twice the product of two terms twice ကိုကျွန်တော်တို့ရေးမယ်နှစ်ကိုရေးမယ် first term ကပါလဲ 2x second term က -4 နော်အဲ့ဒါကိုကျွန်တော်တို့ကမေ့လို့မရဘူးเนาะ minus signature ကိုကျွန်တော်တို့မေ့လို့မရဘူးအဲ့တော့ဒီမှာ -4 နေရာမှာ -4 ပေါ့เนาะအဲ့တော့ 2x -4 ဆိုရင်ကျွန်တော်တို့ကမြှောက်လိုက်ရင် -16x အဲ့ဒီနေရာမှာကျွန်တော်တို့ကျောင်းသူကျောင်းသားများအနေနဲ့အမှားကိုတွေ့တတ်ပါတယ်ဒီနေရာမှာ -4 ကိုကျွန်တော်တို့ကစဉ်းစားရပါမယ်เนาะ
value ပေါ့နော်ဒါ minus value ဒီ minus ဒီ operator လို့ဒီမှာယူဆတာမဟုတ်ဘူးအဲ့တော့ plus တွေ minus တွေ operator sign တွေ plus minus operator sign ဒီ operator ပေါ့နော် operator ဆိုတာကပေါင်းမလားနှုတ်မလားလို့ပြောလို့ရတယ်လို့နောက်တစ်ခါကျတော့ value minus value plus value အပေါင်းတန်မှုအနှုတ်တန်မှုဆိုပြီးတော့ကျွန်တော်တို့နှစ်ခုပြောလို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့အနှုတ်တန်မှုဖြစ်ပါတယ်ဒါကြောင့်မလို့2 into 2h minus 4ဆိုပြီးတော့ကျွန်တော်တို့ရေးသားပြသသွားခြင်းဖြစ်ပါတယ်နောက် last term ပေါ့နော်ဒါ second term မှာ square the last term နော် square the last term ကိုကျွန်တော် minus 4 the whole square လုပ်တဲ့အချိန်မှာ plus 16 ရပါတယ်အဲဒါကြောင့်မို့သူ့ရဲ့အဖြေသည် 4h square plus minus 16h plus 16လို့ကျွန်တော်တို့ဒီနေရာမှာအဖြေက 2h minus 4 the whole square is equal to 4h square minus 60h plus 16လို့ကျွန်တော်တို့ကရရှိခြင်းဖြစ်ပါတယ်အဲ့တော့အနည်းချုပ်အနေနဲ့ပြောမယ်ဆိုရင် let's quickly recap ပေါ့နော် recap ဆိုတာကပြန်လဲအနည်းချုပ်ပြောပြမယ်ဆိုရင် and look at the definition for squaring a binomial နော်အဲ့တော့ binomial ကို square လုပ်တဲ့ဟာကိုကျွန်တော်တို့လေ့လာခဲ့ပြီးပြီအဲ့တော့ you might want to record this in your algebra notes ဆိုတော့အဲ့တော့အဓိကနော်အနည်းချုပ်ကိုပြောမယ် x plus y the whole square x minus y the whole square အခုကျွန်တော်ပြောသလိုပေါ့နော် x plus y the whole square x minus y the whole square အဲ့လိုပြောစေခြင်းပါတယ်နော်အဲ့လိုပြောတဲ့ကြမှာသူ့ရဲ့ခေါင်းစဉ်ဒီနော် x ကလည်း1 term နော် y ကလည်း1 term 2 term နှစ်ခုပါတဲ့အတွက် binomial ဟုခေါ်ပါသည်အဲ့လိုပေါ့နော် algebra မှာ algebra ရဲ့ဒီဟိုပေါ့နော်အထူးပြုဒီအခေါ်ပြောလေးတွေပေါ့နော်ဒီဟာလေးတွေကိုဒီ test တွေကဒီအနေနဲ့ရထားမယ်ဆိုရင်ကျွန်တော်တို့အရန်ကိုအဆင်ပြေပါတယ်အဲ့တော့ x plus y မှာ x square တခုယူမယ် plus 2xy ဆိုတဲ့နှစ်ဆပေါ့နော်ဒီနှစ်ဆနောက်ပြီးတော့ first term နောက် second term အဲ့တော့ 2xy plus last term ရဲ့ square ကိုယူမယ်အဲ့ဒါဆိုရင် x square plus 2x plus 2xy plus y square နောက်တစ်ခုကကျွန်တော်တို့ x minus y the whole square ပေါ့နော် is equal to x square minus 2xy plus y square နော်အဲ့တော့ x plus y ရဲ့ the whole square က x square plus 2xy plus y square လို့ကျွန်တော်တို့မှတ်ယူလို့ရပါတယ်နောက် x minus y the whole square ဆိုတာလေ x square minus 2xy plus y square လို့မှတ်ယူပါတယ်ဒီနေရာမှာကျွန်တော်တို့အဓိကအထူးယူပြောချင်တာက plus sign နဲ့ minus sign ကိုပြောချင်တာပါplus နဲ့ minus ဆိုတာက operator ဆိုတာကပေါင်းမလားနှုတ်မလားလို့ဆိုတဲ့ဒီ operator ရဲ့ sign ကိုအသုံးပြုလို့ရတယ်လို့ဟလာ minus y ဒါ y ရဲ့အပေါင်း value minus y y ရဲ့အနှုတ် value ဆိုပြီးတော့လဲကျွန်တော်တို့ဒီ variable တွေရဲ့ symbol လက္ခဏာကိုညွှန်ပြကြည့်အပြင်သူ့ရဲ့တန်ဖိုးကိုလည်းပဲကျွန်တော်တို့ပြောဆိုလို့ရပါတယ်အဲ့တော့ပြီးခဲ့တဲ့ slide တွေမှာတော့ကျွန်တော်ရှင်းပြခဲ့ပြီးပါပြီเนาะဒီ file method ကိုသုံးပြတဲ့အခါအဲ့တော့ဒါလေးကိုလည်းပဲအဲ့တော့ first outer in last file ပေါ့เนาะ file first ဒီမှာ file first outer inner last ဒါ binomial မြောက်တဲ့နေရာမှာအသုံးပြုတဲ့ဒီ method လေးအဲ့ဒီ method လေးကိုမသုံးဘဲနဲ့ formula ကိုမှတ်ထားခြင်းနဲ့ဆိုရင်တော့အခုဒီ slide လေးကအရန်သုံးကြပါတယ်အဲ့တော့ square of first term ပေါ့နော် twice the product of the two terms နော် term တစ်ခုရဲ့မြောက်လတ်ကိုနှစ်ဆမြောက်မယ်နောက်ပြီးတော့ y square the last term ဆိုပြီးတော့ကျွန်တော်တို့မှတ်ထားပါမယ်အဲ့တော့ဒီနေရာမှာတော့ plus minus sign လေးကိုယူဆိုင်ပါမယ်အဲ့ဒါဆိုရင်တော့test taker တွေအနေနဲ့ကဒီ square of binomial ကိုနားလည်ပြီလို့ကျွန်တော်ယူဆပါတယ်အော် test taker တွေအမှတ်များများရပြီးတော့ကိုလိုချင်တော့ခီးပန်းနိုင်ကိုရောက်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ် have a nice day ပါကောင်းသောနေ့ဖြစ်ပါစေ